တေးလင်္ကာရဲ့ဩဇာကြီးမားတဲ့ဖုံးရင်တစ်ပါးကတဲ့အသက်မပြည့်သေးတဲ့ကလေးမတယောက်ကိုလိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခဲ့ရဆိုပြီးအဖမ်းခံထားရပါတယ်။အဲ့ဒီဖုံးရင်နာမည်ကပါဠိကမ္မမဟာရတနာတီရိုဖြစ်ပြီးတော့သူကတေးလင်္ကာရဲ့ရှေးအောင်ဗုဒ္ဓစာပေတွေရှေးအောင်စုံများကိုစီမံခန့်ခွဲအုပ်ချုပ်ရတဲ့တာနာပိုင်ချုပ်ကြီးတယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်သူကဩဇာကြီးမားပါတယ်ဗျ။သူကအခုအသက်15နှစ်ရှိတဲ့ကလေးမလေးကို2022တည်းကခေါ်ပြီးတော့လိန်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဆိုရဆုံးအချက်ကတော့ကလေးမလေးရဲ့အမေကိုယ်တိုင်ကဒီဖုံးကြီးကိုအားပေးကူညီနေခြင်းဖြစ်ပါတယ်။အလိုတူအလိုပါနေရပေါ့ဘာတွေဖြစ်ကုန်ပြီလဲကျွန်တော်မသိရဘူး။တေးလင်္ကာမှာဖုံးကြီးတွေကအရန်ကိုအာနာကြီးရလို့ကျွန်တော်သိရှိရတယ်။ပြီးတော့တေးလင်္ကာမှာဖုံးကြီးတွေကအဲ့လိုမျိုးကလေးမလေးတွေကိုလိန်ပိုင်းဆိုင်ရာအကြမ်းဖက်လုပ်နေတာကခဏခဏပဲလွန်ခဲ့တဲ့နှစ်ပေါင်း3နှစ်မှာအမှုပေါင်း300ကျော်တော့ရှိရတော့ကျွန်တော်သိရှိရတယ်။အခုကိစ္စမှာနာမည်ကြီးရဲ့လူဩဇာရှိရဲ့လူကပထမဆုံးပါလာခြင်းဖြစ်တာပေါ့ဒီလိုမျိုးဗုဒ္ဓဘာသာကနဦးထွန်းကားခဲ့တဲ့သီးလင်္ကာနိုင်ငံမှာအဲ့လိုမျိုးဖြစ်တာတွေအဲ့လိုမျိုးအကြောင်းကြားတော့လုံးဝစိတ်မကောင်းဘူးဒီလိုကိစ္စတွေသီးလင်္ကာမှာပြီးဆုံးပြီးတော့တခြားနိုင်ငံကိုကူးမလာပါစေနဲ့ကျွန်တော်ဆုတောင်းပါတယ်အခုအဲ့ဖုံကြီးကိုပြည်ပထုတ်ခွင့်ပိတ်ပြီးတော့အမှုစစ်ဆေးနေတော့သိရှိရတယ်ဒါပေမဲ့သီးလင်္ကာပြည်သူတွေတခြားဘာသာဝင်ကတော့အမှန်တရားကိုအမြဲဆုံးနီးနဲ့ပေါ်ပါစေအမှန်တရားဖြစ်ပါစေဆိုပြီးတော့ဆန္ဒပြနေကြတော့ကျွန်တော်တွေ့ရှိရတယ်ဒီ AN ပုံကသူတို့ဆန္ဒပြကြရင်ကျွန်တော်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်အမှန်တရားကိုမျက်ကွယ်ပြုထားပြီးတော့ခံရသူတို့ခံနေဆိုတဲ့အတိတ်ပဲကိုဖော်ဆောင်ကြခြင်းဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်ထူးခြားအရှင်အမြင့်တက်ဆက်ပေးနေပါတယ်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ